မြန်မာပြည်မှာထင်းမခုတ်ရဆိုစာတမ်းရေးထားတယ်ဟုတ်ပြီဒီထင်းခုတ်တာဘာအတွက်ခုတ်တာလဲမေးကြည့်ထမင်းချက်စားဖို့ဒါပေမဲ့ထင်းမခုတ်ရဆိုရင်ထမင်းချက်ဖို့ဘာလုပ်ပေးထားမလဲတစ်ဖက်ကဖွင့်ပေးထားမယ်လေလျှက်စစ်ကိုသုံးရမှာလား gas မီးဖို့သုံးရမှာလားဖွင့်ပေးထားတခုပါဖွင့်ပေးထားရင်ဘယ်သူမှမခုတ်ဘူးအဲ့ဒါသေးချတယ်နော်အဲ့တော့တောကလူတွေကဒီထင်းနဲ့ပဲမီးချက်တာဆိုတော့ထင်းမခုတ်ရလို့ဆိုသူဘာလို့သွားထမင်းချက်စားမှာခုတ်မှာပေါ့အဲ့ကြတော့ဒါပဲပြဿနာဟာဒါပိတ်လို့မရဘူးဆိုတာကိုစဉ်းစားကြည့်ပိတ်လို့မရဘူးလမ်းဖွင့်နေရမယ်တခုကဒါမလုံးနဲ့ဆိုဟိုကလှုပ်เสียတခုတော့ပေးရနော်လှုပ်เสียမပေးဘဲနဲ့မလုံးရဘူးဆိုနဲ့တစ်ဖက်ကတင်လှုပ်ထားလို့ရှင်ဖောက်ထွက်သွားမှာပဲမရဘူးတစ်ဖက်ကလမ်းပိတ်ရမယ်တစ်ဖက်ကလမ်းဖွင့်ရမယ်အဲ့ဒါမှအောင်မြင်နိုင်တယ်အမေရိကန်တို့ဂျာမနီတို့သွားတော့မြို့ထဲမှာတောကြီးတွေထင်းခုတ်ဖို့နေနေတာဘယ်သူမှတော့ကိုယ်အိမ်ထဲမှာကြိုးကြနေတယ်တစ်ကိုင်းတောင်ဖယ်ဖို့တော်တော်ခက်တယ်သူတို့ဟာဗမာပြည်သွားတဲ့မျက်စိနဲ့ကြည့်မယ်ဆိုဟာထင်းနေကောင်းလိုက်တာလို့အောင်မယ်ဟိုမှာအဲ့ဒီအကိုင်းကြိုးကြရင်စိတ်ညစ်နေတာယူပြီးတော့အဲ့ဒီအမိုက်သိမ်းတဲ့ကားလာရင်တင်ပေးဖို့ရစုထားရတယ်အမိုက်သိမ်းမဲ့နေရအနှုတ်ဆိုရင်ကိုယ်ဓာကြီးပြစ်ဖို့ဝန်တော့ဝန်ပိုးကြီးဘယ်သူမှလည်းထင်းမခုတ်ဘူးထင်းမဖြတ်ဘူးဒီတိုင်းပဲတစ်ကိုင်းနေကြိုးကြဒီတိုင်းနေတာဘာလို့မခုတ်တော့လျှက်စစ်မီးနဲ့ချက်နေကြတာလေဘယ်ထင်းခုတ်မှာဒုက္ခဘယ်သူခံမှာတော့ gas နဲ့ချက်မယ်လျှက်စစ်နဲ့ချက်မယ်ဘယ်သူမှဒုက္ခမခံဘူးထင်းဘူးအဲ့တော့မြတ်စွာဘုရားရဲ့ဤစနစ်ကမလုတ်တဲ့လမ်းကိုပြောမယ်ဆိုရင်လုတ်တဲ့လမ်းကိုဖွင့်ပေးထားတာအမြဲတမ်းကြည့်လေမင်္ဂလာတော့ပဲကြည့်အသေဝနာသဘာလနာပဏိတနေသသေဝနာမလုတ်ရမယ်အောင်အရင်ပိတ်လိုက်တယ်မင်းတို့ဒီ uneducated တွေနဲ့မလုတ်နဲ့အတွဲတူတူလုံးမလုံးနဲ့လို့ပြောတာ uneducated တွေနဲ့တူတူလုံးမလုံးနဲ့အသိပညာမရှိတဲ့လူတွေနဲ့အတူမလုံးနဲ့ဘာလာကိုလူမိုက်လို့ပြန်တာကြတော့ဘယ်လိုအဓိပ္ပာယ်ရှိတော့အယက်သေးစားတောက်စားမိုက်မဲရန်ကားထောင်ခဏနာကြတဲ့လူလို့စိတ်ကထင်နေတာနော်အဲ့ဒါပြောတာမဟုတ်ဘူးဘာလာဆိုတာဉာဏ်မရှိတဲ့လူကိုဘာလာလို့ခေါ်တာသူကြည့်ရင်တော့ပြုံးပြုံးရွှင်ရွှင်ပဲလူကြားထဲမှာနေတာသဘောကောင်းတယ်အဲ့ဘာလာအတွေးမှားနေတယ်ဟိုလူမိုက်ကလူဆိုးနဲ့လူမိုက်ကွဲဖို့လို့သေးတယ်ကြလားဘာလာလူမိုက်ဆိုတာပညာမတတ်တဲ့လူကိုပြောတာပညာမတတ်တဲ့လူလုံးလိုက်လို့ရှိရင်ကိုယ့်ကအကုန်ဖြစ်တယ်ပျက်စီးတယ်နော်မတတ်တဲ့လူလုံးရင်ကိုယ့်ကအကုန်ဖြစ်တယ်ဥပမာမတတ်ဖဲနဲ့ကားတက်မောင်းတယ်ကားတိုက်တယ်မတတ်ဖဲနဲ့တခုသွားလို့တယ်ပျက်စီးတယ်uneducated ကိုဘာလားလို့မှတ်တာပို့ပြီးတော့အဆင်ပြေတယ်ပညာမရှိတဲ့ပုဂ္ဂိုလ်လို့ဆိုလို့တယ်ကုမ္ပဏီတစ်ခုလုပ်ကြည့်ပါလားuneducated ကိုဆရာတင်လိုက်လူကြီးခန့်ထားလိုက်ပညာမတတ်တဲ့လူကြီးခန့်ထားလိုက်လောလောမမတွေလောက်ကုန်မှာပဲလေသိကြတယ်ဒါကြောင့်မြတ်စွာဘုရားအသေဝနာသဘာလနာမင်း uneducated တွေနဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်နဲ့တွဲမလုံးနဲ့တွဲလို့ရင်ထမင်းချက်ရင်လည်းထမင်းတူးလိုက်မယ်ဟင်းချက်ရင်လည်းစားကောင်းမှာမဟုတ်ဘူးအောက်ခြေသိမ်းလေးကအမိုက်လဲတောင်တသက်ရဖြစ်မှာမဟုတ်ဘူးရှုပ်သွားတာပဲဖြစ်မယ်ဒီလိုဘာလို့မသေးမသက်ဖြစ်မှာပဲအကုန်မတတ်တဲ့လူလုံးလို့ရှင်မပြီးဘူးအဲ့တော့မြတ်စွာဘုရားအဲ့ဒီဘက်ကပိတ်ထားပြီးတော့ဒီဘက်ကဖွင့်ပေးလိုက်တယ်လေပဏိတနေသသေဝနာအသိပညာရှိတဲ့ပုဂ္ဂိုလ်တွေတတ်တဲ့ပုဂ္ဂိုလ်တွေ educated တွေနဲ့လုံးတွဲပြီးတော့အဲ့ဒါမှလုပ်ငန်းဟာအောင်မြင်မယ်လို့သူတို့ပြောတာဘယ်ကိစ္စပဲဖြစ်ဖြစ်အခြေခံကနေစပြီးတော့အဲ့လိုမတတ်တဲ့လူထိတ်မတင်နဲ့တတ်တဲ့လူကိုထိတ်ကိုတင်ပြီးတဲ့အခါမှာလဲတတ်တဲ့လူရဲ့စွမ်းဆောင်မှုတွေကိုအသိမှပြုရမယ်ပူဇာစပူဇနေရနာဆိုတာအသိမှပြုတာယာရုတိုးပေးမယ်လာဃာတွေတိုးပေးမယ်တော့မင်္ဂလာတရားဆိုတာ
အဲ့ဒါပြောတာဘာသာရေးတစ်ခုတည်းမကြည့်နဲ့အဲ့ဒါလို့ဆိုလို့နော်အလောက်ကိုင်းအောင်မြင်ခြင်း uneducated တွေကိုယာရုကြီးမပေးနဲ့ထိတ်ကမထားနဲ့ဆရာမတင်နဲ့ educated တွေကိုရှေ့ရထားရမယ်ဆရာတင်ရမယ်အဲ့ဒီမဲ့လုံငါအောင်မြင်လာအောင်စွမ်းဆောင်နိုင်လာရင်အတိမတ်ပြုရမယ်ဂုဏ်ပြုရမယ်ပူဇာစပူဇော်နေရဆက်စောဘုရားကအလုံးကိုစိတ်ဆက်သေးချစွာဟောထားတာ